မီးအေးလေးနဲ့နှက်ထားအောင်အစ်စ်ပေါ့နော်ဝတ်သားဟင်းလေးချက်ပြမှာဖြစ်ပါတယ်ဒီဟာဝတ်သား50သားဒီဟာကြက်သွန်ဒီရဲ့ကြက်သွန်အကုန်မသုံးဒီဟာနည်းနည်းပဲသုံးပါကြက်သွန်ရယ်ဒါကလက်ပံကောင်းငါပေးတဲ့လက်ပံကောင်းကိုဒါတိချာစေးထားရေ3လီတာနဲ့စေးထားဒါကတရေသီးကြောက်ကိုစေးပြီးတော့ရေစင်အောင်စေးပြီးတော့ပြုတ်ထားတယ်ဒါကဘုံရည်ကြီးဒါချင်းချက်သွန်မျိုးထောင်းထားတယ်ဒီကတရေသီးကြောက်ကကြောက်တိချာပြောင်းအောင်စေးရေစင်အောင်ပြောင်းအောင်စေးမှကောင်းတာတဲတွေပါတယ်ဘာလို့ဆိုတော့အညာဆိုတော့ဖုံကထူတယ်နေရပူတယ်လေဖုံထူတော့ကြတော့အဲ့မှာလဲတဲ့အချိန်ဒီဟာတွေလန့်ထားတဲ့အချိန်မှာဒီတရေသီးကြောက်တို့လက်ပံကြောက်တို့လန့်ထားတဲ့အချိန်မှာတဲတွေတားပါအဲ့တော့တိချာရေစင်အောင်စေးမှနှုတ်ဆိုရင်ဟင်းရတာပြည့်တယ်နော်ခုစပြီးချက်ပါတော့မယ်စီလေးနည်းနည်းအစ်မှာပေါ့စီလေးနည်းနည်းအစ်မှာဒါ3-4ရက်ခါနည်းစီးတယ်မယ်นี่ครับ这个去那节放上去你是那么一点这哦也比较甜哦 niceဒါရဒါလေးအနေထားဒီလိုရပြီဆိုရင်လက်ပံကောင်းလေးထည့်မယ်ဆွေးကြီးကိုဒီလိုလေးကြိုပြီးဖြော်ထားမယ်ရှည်လေးနဲ့ဒါလေးချက်မကောင်းဘူးရဲ့မွေးစီနည်းလေးနဲ့နည်းလူသေးခေါ်ရည်နည်းလူသေးတယ်ဒီကောင်ကြောင့်မီးအေးလေးနဲ့နှက်ထားအောင်အစ်စ်ပေါ့မီးလေးတော့ဒီနေနည်းလေးနဲ့မီးရှော့ဟင်းလေးချက်ဆိုတော့ဘုံကြောင့်ဟင်းပေါင်းလို့ပဲမီးအေးလေးနဲ့နှက်လေးကောင်းလေးဒါလေးကိုနူးအီဒါဟဲ့ရှာဝတင်နေတာနဲ့ပြောဝင်တော့ဟုတ်တယ်မလားဝါသားတုံးလေးအစီလေးဆိုဂျယ်လီလေးကြာလို့ပြောဝင်သွားမှဒါဟင်းလေးချက်လို့